ယာမြေလောက်ပိုင်ခွင့်ပုံစံ9နဲ့၎င်းရဲ့အကျိုးကျေးဇူးတွေကိုသိပါသလားရှင်ဒီဗီဒီယိုလေးမှာပြောပြသွားမှာဖြစ်ပါတယ်သမီးအေးမြအမေအဖေဦးလေးတောင်းသမီးကတော့တကယ်အားကိုးရတယ်ဗျာဒီလိုခေတ်ပညာတဲ့မိန်းကလေးကရာဘာဂျန်တွေလေယာမြေတွေကိုဦးစီးပြီးလုပ်မယ်ဆိုတာကျုပ်ဖြစ်ယုံတော့မယုံဒါပေါ့တော့ကျုပ်သမီးပဲဟာဒီနှစ်ပြုံးမချခင်ကျမတို့လေတွေရောကိုမြင့်စိန်တို့လေတွေရောလေယာမြေလောက်ပိုင်ခွင့်ပုံစံ9အရင်လျှောက်ရမယ်ရှင်ပုံစံ9ဆိုတာဘာလဲအေးမြရဲ့လေယာမြေလောက်ပိုင်ခွင့်ပုံစံ9ဆိုတာတောင်သူတွေအနေနဲ့ကိုလောက်ကင်နေတဲ့လေယာမြေတွေကိုဥပဒေနဲ့အညီတရားဝင်ဖြစ်စေဖို့အတွက်ရက်ကွက်ဒါမှမဟုတ်ကြေးရွာအုပ်စုလေယာမြေစီမံခန့်ခွဲမှုအဖွဲ့ကနေတဆင့်သက်ဆိုင်ရာမှတ်ပုံတင်ဦးစီးဌာနရုံးမှာမှတ်ပုံတင်ပြီးလေယာမြေလောက်ပိုင်ခွင့်ရယူတာကိုပြောတာရှင်ဟာသမီးဒီလေတွေလုံနေတာဖေတို့တစ်သက်ပဲလေကွာတရားဝင်မဟုတ်သေးဘူးလားစာချုပ်စာတမ်းနဲ့တရားဝင်ဖြစ်ဖို့လိုသေးတာကိုအဖေရဲ့ဒါမှတရားဝင်လေယာမြေလောက်ပိုင်ခွင့်ကိုရမှာအီးမြားကတော့အစင်ဆက်ပိုင်တဲ့မြေတွေမို့လို့ထားပါတော့ငါတို့လိုတဆင့်ဝယ်တဲ့သူတွေရောရှောက်လို့ရရလားတောင်သူတွေအနေနဲ့ပုံစံ9လျှောက်ထားလို့ရတဲ့အမျိုးအစား၄မျိုးရှိတယ်ကိုမြင့်စိန်ရဲ့လက်ရှိအသုံးပြုခွင့်ရထားသောလေယာမြေအတွက်လောက်ပိုင်ခွင့်လျှောက်ထားခြင်းပြန်လည်သိမ်းယူထားသောလေယာမြေနှင့်အသစ်ဖော်ထုတ်သောလေယာမြေအတွက်လောက်ပိုင်ခွင့်လျှောက်ထားခြင်းလွှဲပြောင်းလက်ခံသောအမွေဆက်ခံသောလေယာမြေအတွက်လောက်ပိုင်ခွင့်လျှောက်ထားခြင်းမြေလွတ်မြေလက်နှင့်မြေရိုင်းလောက်ပိုင်ခွင့်အသုံးပြုခွင့်ရရှိပြီးစိုက်ပျိုးမြေဖြစ်လာသည့်မြေကိုလောက်ပိုင်ခွင့်လျှောက်ထားခြင်းတို့ပေါ့ဒါနဲ့နေပါအောင်ကျုပ်တို့ကအဲ့ဓာတွေလျှောက်တော့ဘာတွေထူးလာမှာလဲအေးမြရဲ့ထူးတာပေါ့အမရဲ့လေယာမြေလောက်ပိုင်ခွင့်အတွက်တရားဝင်စာရွက်စာတမ်းရပြီးတခြားအကျိုးမြတ်တွေလည်းရမှာဒါဆိုကို့မှာပုံစံ9ရှိရင်မြေကိုတခြားသူလွှဲပေးလို့ရတာပေါ့ဒါပေါ့လေယာမြေအားလုံးဒါမှမဟုတ်တစ်စိတ်တစ်ပိုင်းကိုစီကံသတ်မှတ်ချက်တွေနဲ့အညီရောင်းချပေါင်နှံငှားရမ်းလဲလေလက်ဆောင်ပေးတာတွေလုပ်လို့ရတယ်တကယ်လို့ကို့မှာမြေတော့ရှိပါရဲ့လောက်ကင်စားဖို့တခြားအကူအညီတွေလိုတယ်ဆိုရင်ဒီပုံစံ9ကဘာလုပ်ပေးနိုင်လဲစိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျေးလက်သမဝါယမအသင်းရဲ့ယင်းနှီးမြှုပ်နှံမှုပုဂ္ဂလိကယင်းနှီးမြှုပ်နှံသူတွေနဲ့လည်းအကျိုးတူလုပ်ပိုင်ခွင့်ကိုရနိုင်တယ်အမရဲ့နိုင်ငံခြားသားတွေဒါမှမဟုတ်နိုင်ငံခြားသားတွေပါဝင်တဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးနိုင်ငံခြားယင်းနှီးမြှုပ်နှံမှုဥပဒေနဲ့အညီကိုလေယာမြေမှာဖက်ဆက်လုပ်ပိုင်ခွင့်လည်းရှိရဲ။လေယာမြေဥပဒေအရသတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကိုမဖောက်ဖျက်မိသရွေ့လေယာမြေလုပ်ပိုင်ခွင့်ကိုရရှိနေမှာဖြစ်ပါတယ်။ဟာဒါဆိုရင်ဒီပုံစံ9ကတော်တော်ကျိုးရှိတာပဲ။ဒါဆိုရင်အခုပဲအုတ်ချုပ်ရည်မှုယုံသွားပြီးပုံစံ9ရှောက်လိုက်ပါလားသမီး။ဟုတ်ကဲ့ဖေ။ကိုမြင့်စိန်တို့လည်းအတူလိုက်ခဲ့ကြလေ။ကောင်းတာဗောအင်းမြရဲ့ငါတို့အတူသွားကြမယ်လေ။ဒီဗီဒီယိုလေးကိုကြည့်ပြီးမိမိလေယာမြေလုပ်ပိုင်ခွင့်အတွက်တရားဝင်စာရွက်စာတမ်းတွေလျှောက်ထားဖို့စိတ်ဝင်စားပါသလားရှင်ဗီဒီယိုလေးကိုသဘောကျရဲဆိုရင် like နှိပ်ခဲ့ပေးပါနော်အကြံပြုချင်တာမေးမြန်းချင်တာရှိရင်လည်း comment မှာရေးခဲ့ပေးလို့ရပါတယ်ဒီအကြောင်းကိုတခြားသူတွေပါသိနိုင်ဖို့အတွက်ဗီဒီယိုလေးကို share နိုင်ပါတယ်ရှင်